အားလုံးပဲမင်္ဂလာပါခင်ဗျာဒဝဲမျိုးခရက်ပြင်တောင်ရအာဇာနီလမ်းမှာအသေးဖွင့်လှစ်တဲ့ရွှေထိုက်တန်ဆေးရွှေရတနာဆိုင်ဖွင့်ပွဲအခမ်းအနားကိုရောက်ရှိနေတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီရွှေထိုက်တန်ဆေးရွှေရတနာဆိုင်ဖွင့်ပွဲအခမ်းအနားမှာခမ်းနားမှုဖြင့်တောင်းယူဆောင်ရွက်ပေးဖြစ်တာကိုအမှန်တရဗီဒီယိုရိုက်ကူးထားတာပဲဖြစ်ပါတယ်ဗီဒီယိုကိုပြီးဆုံးတဲ့အထိကြည့်ရှုအားပေးကြပါဦးခင်ဗျာရွှေထိုက်တန်စီရွှေရတနာဆိုင်ရဲ့ပတ်ကိတ်ရှင်ဖောင်ဒါများဖြစ်တဲ့ကိုစုံမင်းလက်နဲ့ဇနီးမဆောင်နေဝေကိုမျိုးစံနဲ့ဇနီးမစုစပယ်ဖြူအသက်ဖြစ်တဲ့ဒဝဲစလီလေးချစ်စုတို့ကနေပြီးတော့ဖဲချိုဖြတ်ပြီးဖွင့်လှစ်ခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာဖောင်ဒါများဖြစ်တဲ့ကိုစုံမင်းလက်နဲ့ဇနီးမဆောင်နေဝေကိုမျိုးစံနဲ့ဇနီးမစုစပယ်ဖြူတို့ခင်ဗျာဖဲချပြဖွင့်လှစ်နေရန်အတွက်နေရာယူပေးပါရန်လေးစားစွာဖိမှန်တကားပြုပါပါတယ်ခင်ဗျာဆက်လက်ပြီးကျွန်တော်တို့ရဲ့ဒဝဲမျိုးရဲ့စလီတူဖြစ်တဲ့လေးချစ်စုအားဖဲချပြဖွင့်လှစ်ပေးနေရန်အတွက်ချစ်ကင်းစွာဖိမှန်တကားပြုပါပါတယ်ခင်ဗျာဖဲချိုမဖြတ်ခင်မိသားစုဝင်များအားလုံးနဲ့တူတူမတ်တရဓာတ်ပုံရိုက်ခြင်းနဲ့ပြောထားတော့ဓာတ်ပုံရိုက်ဖို့အတွက်နေရာချပေးခဲ့ရသေးတယ်အဲ့ဒါတော့မတ်တရဖြစ်ခဲ့ပါတယ်ခင်ဗျာ2 1ဖွင့်လှစ်နေပါပြီခင်ဗျာဒီကနေ့မြန်မာတက္ကသိုလ်1988ခုနှစ်ဒုတိယဝါဆိုလာပြီးတော့4ရက်ခရစ်နဲ့2026ခုနှစ်ဩဂုတ်လ2ရက်ဒီနေ့ဒဝဲမြို့ကရက်ပြည်တောင်ရအောင်စနီလမ်းမှာဝင်လက်တဲ့ရွှေထိုက်တန်စေရွှေရနာဆိုင်ပွဲခန္ဓာအားမင်္ဂလာရှိစွာစတင်ဖွင့်လှစ်ကြောင်းကြေညာပါရခင်ဗျာကိုကြီးကြပါတော့ကိုကြီးရှိအန္တရာယ်လူကြီးမလျောင်းကိုစနဲ့ပြာကျွေးလန်းချမ်းမြေကြပါစေကြောင်းဆုမပါတော်ပါရခင်ဗျာပတ်ကိတ်ရှင်ပေါတာအကူရဲ့မာရီကလည်းအရန်ကိုပို့ရပါတယ်ခင်ဗျာမိုးရသည်ဆိုတော့ဖွယ်ဖွယ်စားချင်မှာရုတ်တရက်မိုးရမှာကိုလည်းဆွေးစိတ်ဖြစ်ခဲ့ပါတယ်သူကတော့ professional makeup artist ညီညီမို့ဖြစ်ပါတယ်ရွှေထိုက်တန်စေရွှေရတနာဆိုင်ရဲ့ grand opening အတွက် planner ဖြစ်စီစဉ်ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာစိုက်တန်းမှာခင်ကျင်ပြသရောင်းချနေတာကတော့စိတ်နဲ့စိတ်ထက်ကိုအများဆုံးတွေ့ရပါတယ်ခင်ဗျာကျွန်တော်ကတော့စေချောင်းတော့နားမလဲပါဘူးခင်ကျင်ပြသရောင်းချနေတာကိုလက်ပတ်ကြည့်ပြီးတော့လှပပြီးဒီဇိုင်းဆန်းတွေကိုတွေ့ရပါတယ်စိတ်ချဲသူရတနာချဲသူများခင်ဗျာချဲရသူတွေအတွက်လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်မင်္ဂလာလက်ဖွဲ့ပဲဖြစ်ဖြစ်ဝယ်ယူအားပေးချင်ရင်တော့ရွှေထိုက်တန်စီရွှေရတနာဆိုင်မှာစိတ်ချစွာဝယ်ယူအားပေးဖို့တိုက်တွန်းပါရစေခင်ဗျာဗီဒီယိုကိုပြီးဆုံးတဲ့အထိကြည့်ရှုအားပေးကြတဲ့တဝူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ